ပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့ဂျပန်စာကိုအခုမှစပြီးတော့လေ့လာမယ့်သူလေးတွေနဲ့ဂျပန်စာလေ့လာတာသိပြီးတော့အချိန်မကြာသေးတဲ့သူလေးတွေအတွက်ကိုအဓိကရည်ရွယ်ပါတယ်ရှင်ဒီဗီဒီယိုလေးထဲမှာကမီနာဆန်တို့ပေါ့နော်ဂျပန်စာကိုလေ့လာတဲ့အခါမှာဒီထိရောက်ရောက်နဲ့အကျိုးရှိစေမယ့်နီလန်းလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီနီလန်းလေးတွေကဝရရှိကိုယ်တိုင်ကပေါ့နော်ဒါတွေကနောက်ကျမှသိရလေခြင်းဆိုတဲ့စိတ်မျိုးဖြစ်တဲ့အထီးပေါ့နော်အသုံးဝင်ခဲ့တဲ့အချက်လေးတွေဖြစ်ပါတယ်အဲဒါကြောင့်မို့ဗီဒီယိုလေးကိုပေါ့နော်အဆုံးထိကြည့်ပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်ရှင်ဒါဆိုပထမဆုံးတစ်ချက်ပြောပြပါမယ်ပထမဆုံးတစ်ချက်ကတော့ဒါ ChatGPT အသုံးပြုတာပေါ့နော်ဆိုတော့ဒါကခေတ်လူငယ်တွေဆိုလို့ရှိရင်တော့ဒီ ChatGPT ကိုအသုံးပြုတယ်ဆိုတာကလူတိုင်းကြီးပါသိတာလေးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဒါမသိတဲ့သူလေးတွေအတွက်ပေါ့နော် ChatGPT ကဝါတရှိဆိုလို့ရှိရင်လည်းဂျပန်ရောက်ထရပါတော့ဒီစာမမဟုတ်ဘူးကိုမသိတဲ့အရာတွေအများကြီးပေါ့နော်ကိုတယောက်တည်းဒီနိုင်ငံခြားမှာရုန်းကန်နေရတဲ့အခါမှာကိုမသိတဲ့အရာတွေအလုံးကို ChatGPT ကိုမေးဖြစ်ပါတယ်သူပြောတာတွေက 100% အကုန်လုံးမှန်တယ်ယုံလို့ရတယ်လို့တော့မဆိုလို့ပေမဲ့ဒါပေမဲ့ပေါ့နော်ဒီတော်တော်များများကကိုယ့်အတွက်အသုံးဝင်တာတွေရှိပါတယ်အထူးသဖြင့်ပေါ့နော်ကိုကခိုတိုဘာလေးလာတယ်ဒီခိုတိုဘာရဲ့စကားလုံးရဲ့အတိတ်ကိုမသိဘူးသူ့ကိုမေးလိုက်မယ်ပြီးလို့ရှိရင်အဲ့လိုမေးတဲ့အပြင်ကိုမှကိုကလည်းမေးတတ်ဖို့တော့လိုတာပေါ့နော်ဟုတ်ပြီအဲ့ဆိုဒီခိုတိုဘာကိုနမူနာစာကြောင်းလေးနောက်တိဆောက်ပေးပါသူ့ကိုပြောလိုက်တယ်ဆိုလို့ရှိရင်ဒီမှာသူနမူနာစာကြောင်းတွေပို့လိမ့်မယ်အဲ့ဒီခါမှာဘာဖြစ်လဲဆိုတော့ကိုတိုင်းပေါ့နော်အရန်ကိုလွဲကိုတယ်ကွာစာကိုလေ့လာရတာအဲ့ဒီလိုမျိုးခိုတိုဘာတစ်ခုကိုနမူနာစာကြောင်းနဲ့တွဲပြီးလေ့လာလိုက်တဲ့အခါမှာကိုယ့်အတွက်အများကြီးကိုမှတ်မိလွယ်သွားမယ်ဒီဥစ္စာဒီလိုမျိုးသုံးတာပါလားဒီလိုခါမျိုးဆိုလို့ရှိရင်သုံးလို့ရတာပါလားလို့သိသွားမယ်ဒါခိုတိုဘာပဲပြောတာပေါ့နော်တခြားဒီဘွန်းပို့ပေါ့ဥမာ grammar တွေဆိုလို့ရှိရင်လေကိုအတွက် grammar အသစ်တစ်ခုဆီယာမရှင်းပြရင်နားမလည်ဘူးဆိုရင်တော့ဒါကို ChatGPT ထဲမှာမေးလိုက်မယ်ဒီဥစ္စာကဘာလဲဒီ grammar သုံးနည်းကိုပြောပါလို့ပြောလို့ရှိရင်သူကဒီ grammar ကဘယ်လို pattern နေနဲ့သုံးတာเนาะဒီ shortcut နဲ့သုံးတာလားအစတစ်ဖြစ်ပေါ့နော်အဲ့ဒီလိုမျိုးဘယ်လို pattern နဲ့သုံးတာလဲဆိုတာအစနမူနာစာကြောင်းလောက်တာအစသူအကုန်လုံးပြောနိုင်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကို့အနာမှာအနီးကပ်စာမေးဖို့ဆရာတယောက်ရနေတယ်လို့မျိုးပဲပေါ့နော်ကဲဒုတိယချက်ကတော့လက်ကွက်ထည့်တာပေါ့နော်ဂျပန်ဖုန်းကိုကိုသုံးနေကြကိုကွန်ပျူတာသုံးနေကြဆိုလဲကွန်ပျူတာထဲမှာဖုန်းသုံးနေကြဆိုလို့ရှိရင်လည်းဖုန်းထဲမှာပေါ့နော်အဲ့လိုမျိုးထည့်ထားစီချင်ပါတယ်ဘာတွေအသုံးဝင်ပါလဲဆိုတော့ကိုယ့်ရဲ့လက်ကွက်ထဲမှာဂျပန်စာပေါ့နော်ဒီဂျပန်စာဖုန်းကိုထည့်ထားရဆိုလို့ရှိရင်ဂျပန်စာလေ့လာနေတဲ့တငယ်ချင်းအချင်းချင်းဒီတိုင်းကွာစကားပြောပြီးချက်နေမဲ့အတူတူဂျပန်စာကိုသင်လိုက်တဲ့ဒီနေ့ grammar ဆို grammar ခိုတိုဘာဆိုခိုတိုဘာခန်းကြီးဆိုခန်းကြီးအတူလေးတွေကိုဒီအချင်းချင်းတငယ်ချင်းချင်းစာပို့လို့ရတယ်ဂျပန်ဖုန်းနဲ့စာပို့လို့ရအဲ့ခါကျဘာဖြစ်သွားလဲဆိုတော့ဒီဂျပန်စာနဲ့ပို့ပြီးတော့မှရင်းနှီးသွားတယ်ပို့ပြီးတော့မှစလုံးတွေကိုမှတ်မိလွယ်သွားတယ်နောက်တစ်ချက်ကကျတော့ဒီလက်ကွက်ထည့်ထားတဲ့အတွက်ကြောင့်မလို့ကိုကပေါ့နော်ကိုက level နဲ့နေသေးတဲ့သူဆိုလို့ရှိရင်ခန်းကြီးတွေဘာညာတွေဆိုတာလုံးဝကိုမှအလှမ်းဝေးနေတဲ့အရာတစ်ခုဖြစ်မယ်ပေါ့နော်ပြောချင်တာဒီလိုဥမာသွားသည်တို့စားသည်တို့လို့ရှင်ဘန်တို့ပေါ့နော်ဂင်းကိုစသဖြင့်အဲ့ဒီလိုခန်းကြီးအသေးလေးတွေတောင်မှဒီ level ကိုကနေသေးတယ်ဆိုလို့ရှိရင်အမြဲတမ်းကြီးပေါ့နော်ဒီလိုမမှတ်မိရမျိုးခန်းကြီးဆိုတာအလှမ်းဝေးတဲ့အရာမျိုးဖြစ်နိုင်တယ်ဒါပေမဲ့ဂျပန်စာဖောင်းရှိထားတဲ့အခါကျတော့အဲ့ဒီအရာတစ်ခုကိုကဒီဟာစကားလုံးထဲမှာသုံးချင်တယ်ဘန်ဆိုတဲ့စကားလုံးကိုကအုံနောက်ထဲမှာတော့ဘန်ကိုဂျပန်လိုဂင်းကိုလို့မှတ်မိရဲဆိုပေမဲ့လို့ခန်းကြီးနဲ့တွဲပြီးမမှတ်မိဘူးဆိုတာဖြစ်နိုင်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့လိုလက်ကွက်နဲ့ထည့်ထားတဲ့အခါမှာကိုကဒါရိုမာကြီးနဲ့ရိုက်ချလိုက်မယ်ဆိုလို့ရှိရင်ခန်းကြီးရှိတဲ့ဟာဆိုလို့ရှိရင်သူ့ရဲ့ဒီလက်ကွက်မှာခန်းကြီးလိုပေါ်လာမယ်ပေါ့နော်ဆိုတော့ဘာဖြစ်သွားလဲဆိုတော့ခန်းကြီးနဲ့တွဲပြီးတော့မှကိုရပြီးသား meaning ကိုခန်းကြီးနဲ့တွဲပြီးတော့မှမှတ်မိသွားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အရန်ကိုအသုံးဝင်နေပေါ့နော်အဲဆိုရင်တတိယချက်ကိုပြောပါမယ်တတိယချက်ကတော့ကိုယ့်ရဲ့ဖုန်းထဲမှာ application ပေါ့နော်ဂျပန်စာလေးလာရဲဆိုဂျပန်စာ application ထည့်ထားမှုပါအဲ့ဒါကြတော့လေဒီတကယ်ဂျပန်စာသင်တဲ့စမ်းစစ်တွေပေါ့နော်သူတို့တွေအများကြီးညွှန်းတဲ့ app တွေရှိလိမ့်မယ်အဲ့ဒါတွေသိရဆိုလို့ရှိရင်လေကိုကဂျပန်စာစပြီးတော့လေးလာနေရဆိုတာနဲ့ထည့်ထားပါပေါ့နော်လက်ရှိသုံးနေတဲ့ application ကြောင်းကိုနည်းနည်းလေးပြောပြမယ်ပေါ့နော်အဲ့ဒီဟာကတော့ဒီ application လေးပေါ့နော်ဒီ application ကသူ့ရဲ့အတားချက်ဘာလဲဆို level alike လေ့လာလို့ရတယ်ဥမာခန်းကြီးပေါ့နော်meaning အကုန်လုံးပေါ့နော်အဲ့လိုမျိုးတွေရှိရကွာဒါပေမဲ့အဓိကအချက်ကဘာလဲဆိုတော့အဲ့ဒါကိုဖုန်းထဲမှာထည့်ထားတဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့လေတရှိတို့ကဖုန်းကတော့အများတိုင်းသုံးနေပေါ့နော်ဖုန်းကအများတိုင်းသုံးနေဆိုတော့အဲ့ဖုန်းထဲမှာသူကလေ line ဖွင့်လိုက်တာနဲ့တောက်လျှောက် note တက်တာဖုန်းကိုscreen ကိုဖွင့်လိုက်ပြီးဆိုတာနဲ့သူ့ရဲ့ auto စနစ်ပေါ့နော်auto စနစ်မှာသူကိုကတခြားဘယ်ဟာမှဘယ်ကိုကဥမာ Facebook သုံးမယ်ဆို Facebook သုံးဖို့ဝင်ဖို့အကြံစီနဲ့ဖုန်းကိုကောက်ဖွင့်လိုက်တယ်ဆိုရင်တော့မှသူ့ရဲ့ app တွေကိုသူကအရင်ရောက်တာသူအဲ့ app ကနေစာလေးလာဖို့ဆိုပြီးတော့မျက်နှာပြင်မှာလာပေါ်တာပေါ့နော်ဆိုတဲ့ခါကျတော့သင်ကဒါတကယ်ဒီ app ကိုပေါ့နော်ငါတခုလေးလာမယ်ဆိုရဲစိတ်နဲ့ထည့်ထားတယ်ဆိုလို့ရှိရင်တကယ်လို့သင်ကလေးလာဖို့ဒီ app တွေကိုမဝင်ဘူးဆိုရင်တော့မှသူကအလိုလိုနေနေနေ့စဉ်
live ဖွင့်လိုက်တာနဲ့သူကတက်နေမှာဒီ note တက်နေမယ်ပြနေမယ်တင်ဝင်ပြီးလေးလာရုံပဲပေါ့နော်နားဆန်တော့ဝင်ပြီးလေးလာရုံပဲဆိုတဲ့အခါကျတော့လုံးဝကမှမမြင်ချင်ရင်တော့မြင်နေရမယ်ပုံစံမျိုးပေါ့နော်အဲ့ဆိုတကယ်မလေးလာခြင်းတဲ့သူအတွက်ဆိုလို့ရှင်တော့ဒါကတော့ mental sign ပေါ့နော်စိတ်နှောက်ယှက်ဖြစ်เสียရပါပဲဒါပေမဲ့လည်းတကယ်ကိုက star ဥမာကိုယ့်ရဲ့ target ရှိမယ်ကွာဥမာ9လပိုင်း GMPD ငါဘယ် level အောင်ရမယ်လို့လုပ်ချင်တဲ့သူတွေအများကြီးရှိလိမ့်မယ်เนาะအဲ့လိုလူတွေအတွက်ကြတော့ဒီ app ကအသုံးဝင်လိမ့်မယ်ပေါ့နော်ဒါကဝတ်တက်ရှိသိတဲ့ app ကိုပဲပြောတာပါတခြားတုံကောင်းတဲ့ app တွေရှိရဆိုလို့ရှင်လေသိတယ်ဆိုလို့ရှင်လေအဲ့လိုထည့်ထားပေါ့နော်ထည့်ထားပါဆိုတော့အဲ့ဒီလိုမျိုးတကယ်ကိုက target တစ်ခုနဲ့တွားမဲ့လူတွေအတွက်ကြတော့အဲ့လို app ထည့်ထားတာလေတော်တော်လေးကိုအသုံးဝင်ပါတယ်စာလေးလာဖို့ပါပေါ့နော်ဘာချက်ကိုထပ်ပြောမလဲဆိုရင်၄ချက်မြောက်ပေါ့၄ချက်မြောက်ကတော့ခန်းကြီးနဲ့ပတ်သက်ပြီးတော့ပြောချင်တာပါဆမ်မွေးမှာကခန်းကြီးကကိုကဖတ်တတ်တယ်တရားကိုမှန်အောင်ရွေးနိုင်နေဆိုလို့ရှိရင်ဒါအောင်ပြီလीနော်ဒီအပိုင်းရပေါ့နော်အောင်ပြီပေါ့ဆိုတော့ကိုကအဲ့လောက်နဲ့ဆိုလို့ရှိရင်ဟုတ်ပြီဆမ်မွေးတော့အောင်သွားပြီဒါပေမဲ့တကယ်ကိုဆက်သွားရမယ်တကယ်ဂျပန်စာလောကအများကြီးရှိသေးတယ်ဂျပန်ဒီခန်းကြီးကိုအထူးသဖြင့်ကျောင်းသားတွေပေါ့နော်ကျောင်းသားတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ဂျပန်စာlevelဟိုးအမြင့်ထီကိုသွားပြီးဆက်သွားရမှာဖြစ်တဲ့အတွက်ဒီခန်းကြီးတွေကိုကိုယ့်ရဲ့အုံနှောက်ထဲမှာမှတ်မိနေဖို့လုံးဝစိတ်ထဲမှာမှတ်မိနေဖို့မြင်လိုက်တာနဲ့ကိုသင်ပြီးသားခန်းကြီးကိုဖတ်တတ်ဖို့ရေးတတ်ဖို့ဆိုတာကခန်းကြီးကိုရေးကျင်မှရမှာပါရေးကျင်ရမယ်ပြီးလို့ရှိရင်အဲ့လိုရေးကျင်တာနဲ့အတူတူဘာလေးတွေကိုလှုပ်စေချင်လဲဆိုနမူနာစာကြောင်းတိဆောက်ပြီးတော့လုပ်ပေါ့နော်ပုံမှန်ပြောမယ်ဆိုလို့ရှိရင်ကိုကသွားတည်ဆိုရဲခုတို့ဘာကိုလည်းတည်ရဘန်ဆိုရဲခုတို့ဘာကိုလည်းတည်အဲ့ဒီဟာနှစ်ခုကိုကခန်းကြီးနဲ့ပါတွဲပြီးတော့မှလေ့လာပြီးဆိုလို့ရှိရင်သွားတည်ဆိုတဲ့ဒီခန်းကြီးရဲ့စလုံးဒီဘန်ဆိုတဲ့ခန်းကြီးရဲ့စလုံးအဲ့ဒီစလုံးတွေကိုကိုကနမူနာစာကြောင်းတစ်ခုလုပ်လိုက်မယ်ဥပမာပြောမယ်ပေါ့နော်ငါမနေ့ကဘန်ကိုသွားခဲ့တယ်ဒါဆိုလို့ရှိရင်ဘန်ဆိုတာရောသွားခဲ့တယ်ဆိုတာရောစာထဲမှာပါသွားပြီပေါ့နော်ဒီနမူနာစာထဲမှာပါသွားပြီဆိုတော့အဲ့ဒီဟာကိုခုနကပြောသလိုစာကြောင်းကိုအဲ့လိုမျိုးလေးကိုကခန်းကြီးပြပြကိုတို့ဘာပြပြလေးလာရင်အဲ့လိုနမူနာစာကြောင်းလေးနဲ့တွဲပြီးတော့မှတ်သွားစေချင်ပါတယ်အဲ့လိုမှတ်သွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နမူနာစာကြောင်းကိုချရေးလိုက်မယ်ဆိုလို့ရှိရင်ဒီခန်းကြီးကိုဒီလိုရေးတယ်ဒီခန်းကြီးကိုဒီလိုရေးတယ်ဒီကိုတို့ဘာဒီလိုသုံးနေဆိုတာကိုလုံးဝအုံနောက်ထဲမှာဒီတိုင်းခန်းကြီးတက်ကိုတို့ဘာတက်လေးလာနေတာထက်ပိုးပြီးတော့မှဆွဲပြီးတော့မှတ်မိသွားမှာဖြစ်ပါတယ်ရှင်ဆိုတော့ဒါလေးတော်တော်လေးကိုအသုံးဝင်ပါတယ်စမ်းကြည့်စေချင်ပါတယ်ဒါဝတက်ရှိဒီဂျပန်ကိုရောက်ပြီးတော့မှ language school တွေကအဲ့လိုပုံစံနဲ့သင်တဲ့အတွက်ကြောင့်မလို့ဒါလုံးဝကိုမှထိရောက်တဲ့အချက်မို့လို့ညှဝေပေးရပါရှင်ကဲဒါဆိုရင်နောက်ဆုံးတစ်ချက်ပေါ့နော်နောက်ဆုံးတစ်ချက်ပါလဲဆိုတော့ဂျပန်စာကို podcast တွေနားထောင်တာပေါ့နော်ဆိုတော့ကိုက level နေနေသေးတယ်ခုမှလေးလာတဲ့သူဆိုလို့ရှိရင်လေကို level နဲ့ကိုက်တဲ့ listening တို့ podcast တွေကိုနားထောင်ပါဘာကြောင့်လဲဆိုတော့ဒီ podcast တွေကိုနားထောင်နေဆိုလို့ရှိရင်ကိုရဲ့သိပြီးသားကိုကြက်ပြီးသားကိုတို့ဘာတွေပါလာမယ်အဲ့ကိုတို့ဘာနားထောင်လိုက်တဲ့ခါမှာအော်ငါမေ့နေတာဒါဒီဟာအတိတ်ပဲဟုတ်လားအဲ့လိုမျိုးဖြစ်သွားမယ်ပြီးတဲ့ခါမှာဒီဂျပန်စကားလုံးအသုံးနှုန်းတွေပေါ့နော်ကိုကပြောမှဆိုစာရီကတော့ level တစ်ခုပြီးသွားပြီဆိုတာနဲ့စာရီကအကုန်သင်ပြီးသားဖြစ်သွားဒါပေမဲ့ဘာဖြစ်လဲနေ့တိုင်းအသုံးမပြုရဲ့အခါနေ့တိုင်းမကြားနေရတဲ့အခါဒါဝတရှိတို့ဂျပန်ရောက်နေရတာမှနေ့တိုင်းမကြားနေရတဲ့ခိုတိုးဘာတို့ grammar တို့ဆိုလို့ရှိရင်မေ့သွားတယ်ကွာမေ့သွားရင်ပြန်နှွှေးနေမှရဆိုတော့ကိုကအမြဲတမ်းအဲ့လိုမျိုးဒါဆောင်းမွေးရှိရဆိုတော့ပြန်နှွှေးကြမှာပဲဒါပေမဲ့အမြဲတမ်းအတွက်ကိုကွာဒီဟာကိုမှတ်မိနေစေဖို့အတွက်ကိုယ့်ရဲ့ဂျပန်စာ level ကိုတိုးတက်သွားဖို့အတွက်ပေါ့နော်ကိုပြီးတလားကိုမြင့်နေဖို့သင်ပြီးတလားကိုမြင့်နေဖို့အတွက်ကအဲ့လို podcast နားထောင်နေဆိုလို့ရှိရင်ဒီစကားလုံးအသုံးနှုန်းတွေကိုကိုမှတ်မိသွားမယ်ပြီးလို့ရှိရင်ကိုမသိသေးတဲ့ဟာဆိုတော့မှသူတို့ပြောပါများတဲ့ဟာဆိုလို့ရှိရင်အော်ဒီဟာလေးကတော့ဥပမာဒီဟာဆိုလို့ရှိရင်တော့ဒီလိုလေးသုံးတာပါလားဒီလိုစကားစလေးကဒီလိုလေးသုံးလို့ရတာပါလားဆိုတော့ကိုသိသွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဂျပန်စာအပြောစွမ်းရည်ဆိုလို့ရှိရင်လည်းတိုးတက်မယ်ပေါ့နော်ဒါပေမဲ့ဒါပြောနေဖို့လည်းအပြောစွမ်းရည်တိုးတက်ဖို့ကလေဆိုတော့နောက်တစ်ခါကျ listening ကောင်းသွားမယ်ကိုသိရတဲ့စာတွေကိုလည်းပြန်နှွှေးပြီးသားဖြစ်မယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ဝတ္တရှိအခုပြပြပေးခဲ့တာလေးတွေကတော့ဝတ္တရှိအခုလက်ရှိဂျပန်စာလေ့လာနေတဲ့အချိန်မှာကိုယ်တိုင်လေးသုံးနေပြီးတော့ပေါ့နော်ဒါတွေငါနောက်ကျမှလုံနေပါလားသိရပါလားဆိုပြီးတော့မှအဲ့လိုတွေးမိတဲ့အထိအသုံးဝင်တဲ့အချက်လေးတွေပေါ့နော်အဲဒါကြောင့်မိနာဆန်တို့ကလည်းဒီဂျပန်စာကိုစပြီးလေ့လာနေပြီးဒါမှမဟုတ်လေ့လာတာတိတ်မကြသေးဘူးဝတ္တရှိပြောတဲ့အချက်လေးတွေကိုမလုပ်ဖြစ်သေးဘူးတကယ်မသိသေးဘူးဆိုလို့ရှိရင်လက်တွေလုပ်ကြည့်ပါလို့တိုက်တွန်းချင်ပါတယ်ပေါ့နော်အကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ်ရှင်လက်ရှိရဲ့ဒီဗီဒီယိုလေးကရှေ့ရဲဆိုပေမဲ့လို့ပေါ့နော်မိနာဆန်တို့တကယ်နားထောင်နေထဲကပေါ့နော်ပြီးတော့တစ်ခုပဲဖြစ်ပေါ့နော်လိုက်လို့ဖြစ်တယ်ဆိုရင်တော့လက်ရှိပြောရချိုးလေးနဲ့ပါတယ်ကြည်လေးကြည်နဲ့ပါတယ်အဓိကတော့မိနာဆန်တို့ကိုရဲ့သွားခြင်းနဲ့ပန်းတိုင်ခီးကိုပေါ့နော်အမြန်ဆုံးအဆင်ပြေပြေနဲ့ရောက်ရှိစေခြင်းနဲ့စိတ်နဲ့ပေါ့နော်ဒီဗီဒီယိုလေးကိုဖန်တီးလိုက်တာပါအားလုံးလည်းမကွယ်ဤမှန်ရပန်းတိုင်ကိုအမြန်ဆုံးရောက်ရှိကြပါစေလို့ဆုတောင်းပေးပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်တတား